အတွင်းလိပ်ဆေးလူတွေဆရာပြောပြအောင်တဲ့အတွင်းလိပ်မှာတင့်တော်တဲ့ဆေးနည်းတွေကတော့အခုဆရာခုတ်ဆင်းနေတဲ့ကျွတ်နှစ်ပေါင်းအမြင့်လည်းကောင်းတယ်ဗျာနော်ကျွတ်နှစ်ပေါင်းအမြင့်ဒါကျွတ်နှစ်ပေါင်းဆရာတို့အဲ့ဒီအရှိတွေမှာဆရာပေးထားတယ်အတွင်းလိပ်ဆေးနည်းတွေကဆရာတို့ဘာကောင်းလဲဆိုလို့ရှိရင်နန်းစီကောင်းတယ်เนาะအတွင်းလိပ်ကိုလေနန်းစီကောင်းတယ်နနွင်းကောင်းတယ်เนาะနနွင်းအမှုတ်ကိုရေဖြော်ပြီးတော့လိမ့်လို့ရမယ်နောက်ကစွန်းရွက်ကောင်းတယ်ပေါ့ကစွန်းမှာကြတော့ဆရာတို့ကစွန်းလေကစွန်းနဲ့ရိုးရိုးကစွန်းပေါ့ကစွန်းအယိုးနီနဲ့ကစွန်းအစိမ်းရိုးရိုးပေါ့เนาะနှစ်မျိုးစလုံးကောင်းတယ်เนาะကစွန်းကြတော့သူ့ကိုညက်အောင်ထောင်းဆရာတို့အတွင်းလိပ်ကအသုံးပြုမယ်ဆိုလို့ရှိရင်ညအောင်ထောင်းပြီးတော့အရေးညစ်လေကောင်းသူကရောင်နေတဲ့အခြေအနေမှာသူကထိုင်မကောင်းထားမရအခြေအနေမှာပေါ့ခုနကညအောင်ထောင်းထားတဲ့ကစွန်းရွက်ကိုတတုရင်ညစ်ပြီးတော့ကိုကစိန်ပေးမယ်ဆိုလို့ရှိရင်သူကထိုင်မကောင်းထားမရလေကောင်းပိုးဝင်တဲ့လေကောင်းရောင်နေတဲ့အခြေအနေမှာအမြန်ဆုံးနဲ့တက်တာပြောက်ကင်းတယ်နော်ကဲလို့လေကောင်းကသူကပိုးဝင်လာပြီးတော့လေကောင်းရဲ့ဒါအလုံးပေါ့หนีရဲနေတဲ့အလုံးကမဲလာပြီဆိုရင်တော့အခြေအနေမကောင်းဘူးเนาะမဲလာပြီဆိုရင်တော့အလုံးကျွေတဲ့အမြင့်ပြက်စေသို့မဟုတ်เนาะမိမိနဲ့နီးစပ်ရာเนาะနားလက်တကြွနဲ့ဆရာဒီစီမှာပြပြီးတော့သင်တော်တယ်လို့ကုသရမယ်เนาะအများဆုံးတတ်တာပြောင်းခင်းအောင်ဒီလိုမိမိကိုယ်တိုင်ကုသမယ်အိမ်တွင်ကုသမှုတစ်ခုလုပ်မယ်ဆိုရင်တော့ခုနကဆရာပြောတဲ့ကစွန်းရွက်ကအကောင်းဆုံးเนาะကစွန်းရွက်ကောင်းတယ်နနွင်းမုတ်ကောင်းတယ်เนาะနနွင်းမုတ်เนาะဆန်မုတ်မရောတဲ့နနွင်းစစ်အမှုတ်ကောင်းတယ်နနွင်းစစ်အမှုတ်ကိုရေဖြော်ပြီးတော့လိမ့်เนาะရေဖြော်ပြီးတော့လိမ့်တာအကောင်းဆုံးအမြန်ဆုံးနဲ့ရောင်ရမ်းတာတွေနာကျင်ကြိုက်ခဲတာတွေအမြန်ဆုံးနဲ့တက်တာပြောက်ကင်းတယ်เนาะဒါနောက်ထပ်အကောင်းဆုံးတစ်နည်းကတော့ဆရာရဲ့ဝဲထဲမှာဆရာပေးဘူးတယ်ဆရာတို့လိမ့်ဆက်ရွေသူကဖြူဝါเนาะဖြူဝါနှမျိုးတွေကကြိုက်တဲ့အမျိုးအစားကိုတုံးလိမ့်ဆက်ရွေအပင်မှာကစူးများတယ်เนาะအဲစူးများနဲ့အပင်ဆိုရင်လိမ့်ဆက်ရွေเนาะလိမ့်ဆက်ရွေအပင်နောက်အပင်ဆေးပင်ရဲ့ပုံလေးကိုဆရာကမျှဝေပေးမယ်เนาะနောက်ဗီဒီယိုတွေမှာเนาะမင်္ဂလာပါဒီကနေ့26ရက်ဖြစ်ပြီထင်တယ်